ရနဒိုရဲ့ဒါနောက်ဆုံးကမ္ဘာဖလားပွဲတစ်ပွဲဖြစ်ဖို့လက်တကမ်းအလိုထိရောက်ခဲ့တယ်ပေါ့လေတစ်ဖက်မှာလည်းဒါပြောင်းပြန်နေတယ်ဒီလိုဖြစ်ရက်ကိုတော့ဒါမိုဒရစ်ကရင်ဆိုင်သွားရတော့မှာပေါ့နော်ဆိုတော့မိုဒရစ်အတွက်တော့ဒါနောက်ဆုံးကမ္ဘာဖလားပွဲဖြစ်သွားတယ်သူ့ရဲ့ကစားသမားဘဝနောက်ဆုံးကမ္ဘာဖလားပွဲပေါ့ဆိုတော့ရနဒိုရဲ့အသင်းရနဒိုကြောင့်လည်းမဟုတ်ဘူးဗျာဒီတော့ပေါ်တူဂီကတော်တော်ဆိုးဆိုးပေါ့နော်ရနဒိုအတွက်လည်းနောက်ကမ္ဘာဖလားပွဲကတိတ်တော့မလို့တော့ဘူးနောက်တစ်ပွဲစပိန်နဲ့တွေ့ရင်ပြုတ်ရင်လည်းပြုတ်မယ်ဗျာဒါမှမဟုတ်နောက်တစ်ပွဲလားနှစ်ပွဲလားပေါ့နော်ဟိုပြောလို့တော့မရဘူးနေ့လိုပဲဒါဒီဟိုကော့စတာလက်စွမ်းပြပြီးတော့ကမ္ဘာဖလားချန်ပီယံဖြစ်ရင်လည်းဖြစ်သွားမှာပေါ့ဗျာဆိုတော့အဲ့လိုအိမ်မက်နဲ့မှာပဲရမယ်ဗျာအဲ့လိုလက်စွမ်းပြမှုတွေကြောက်ထားတဲ့ကိုသမားတွေဒါနဲ့မှပဲပေါ်တူဂီကဖလားရလိမ့်မယ်လုံးဝချန်ပီယံတရေမပါတဲ့အသင်းလို့ပြောလို့ရတဲ့အနေအထားရာဖေးလီအောင်ကစားတာကောင်းလားကောင်းတယ်လည်းမဟုတ်ဘူးမကောင်းလည်းမဟုတ်ဘူးကန်သွင်းချက်တစ်ခုလောက်လိုက်တယ်လွဲဝါဘာဖြစ်လဲပေါ့နော်လွဲဝါတော့ဘောလုံးလိန်ခောက်မှုတစ်ခုလောက်လိုက်တယ်မကျွတ်ဘူးမကျွတ်သွားဘာဖြစ်လဲပေါ့နော်ဒါပေမဲ့အဲ့ပြီးနောက်မှာသူမျက်နှာ impression ကြည့်ရမျက်နှာကိုကြည့်ရတာဗျာတော်တော်စိတ်မချမ်းသာစရာကောင်းတယ်ဟိုဘယ်လိုပြောရမလဲဘာမှအဖက်ဆယ်လို့မရတဲ့ပုံစံလိုမျိုးကို့အသင်းကပဲတကယ်ကိုပြိုင်ပွဲကြီးထွက်ခွာလိုက်ရတဲ့ပုံစံလိုမျက်နှာဘေးမျိုးနဲ့ဗျာခက်စစ်လောအောင်လဲတော်တော်လေးရော်ဒီရော်ရဲပေါ့နော်ဆိုတော့သူကတော့ဒါ ACB လမ်းနေထွက်ချင်တယ်ပရီးမီးယားလိဒါကျင်တယ်ဘာညာတော့ရှောက်ပြောနေရပဲ quality မရှိပါဘူးဟို quality ဆိုတာထက်သူမြန်တယ်ဆိုတာဗျာပထမပိုင်းမှာသူကြွတ်တယ်ကောင်းတယ်ဆိုတာကဗျာပြိုင်ဘက်ခရိုအေးရှားကစားသမားတွေဗျာအသက်ကြီးကြီးတွေသိရမလားသူဘာမှလင်ခောက်နေရမဟုတ်ဘူးဘောစားထုတ်ပြီးရှင်ပြေးပြီးတော့ဖြတ်တယ်ဘောလုံနေတဲ့ကိစ္စအဲ့ဒါကို quality လို့ခေါ်ရင်တော့မပြောတတ်ဘူး quality တကယ်ရှိတယ်ဘယ်မှာရှိလဲ Serie A လို့အနေထားမျိုးမှာရှိတယ်လို့ပဲပြောရမယ်အနေထားဆိုတော့ Martinez ကိုတိုင်တော့အုပ်စုပွဲစဉ်3ပွဲလုံးအရန်မှာထားတဲ့ကိစ္စကလည်းပေါ်တင်သေးမဟုတ်ဘူးအဲ့ဒါထက်ပိုရေးကြီးတာကပေါ်တူဂီစပိန်နဲ့တွေ့မယ်နောက်ဆင့်တက်သွားတယ် 2-1 Ronaldo penalty သွင်းတယ်ကွန်ဆာအိုရာမှုနောက်ကျဂိုးပေါ့နော်ဒါအချိန်ပို90+4လောက်မှာသွင်းလိုက်တဲ့ကောင်းတိုက်ကို2-1ဥဆောင်ကိုအရင်ပေးရတယ် penalty ရပြီး water break ဖြစ်တယ်ပေါ့နော် water break ပြီးတော့လေခရိုအေးရှားကြီးပဲတောက်လျှောက်အပိုင်ခွင့်ရေးတွေရတာဟိုကိုဘာချက်ရဲ့ကန်ချက်နှစ်ထပ်ဆင့်ကန်ချက်တွေရောအဲ့ကိုဘာချက်ကိုလိုက်တဲ့ကစားသမားကဂျာအိုနေဗက်ဘလို့မှယုံနိုင်ကြတော့မရှိဘူးပေါ့နော်တိုင်ထိသွားတယ်အဲ့လုံးကလည်းအဲ့တိုင်ထိတာကလည်းနှုတ်ဆိုကိုးတယ်ဒီကိုကော့စတာရဲ့လက်ဖျားလေးနဲ့ထိပြီးလို့တိုင်ကိုထပ်ထိသွားတယ်အနေထားပေါ့နော်ဆိုတော့တောက်လျှောက်ခရိုအေးရှားအခွင့်အရေးတွေတောက်လျှောက်ရတယ်ဟိုရိုဘင်ဒီယက်စ်ကဟိုဂိုးသမားကိုကြည့်ပြီးတော့အားကျုံမတန်မင်းပုတ်တာဂုံယူတယ်ဂုံပြုတ်တယ်ဆိုတော့ဖက်လက်တကင်းလောက်တာမျိုးကို9ချိန်ကြော်မယ်ထင်တယ်9ချိန်6ချိန်လောက်မြင်ရတယ်ဗျာဒါကပေါ်တူဂီတဲ့လာပေါ့နော်ဆိုတော့ခရိုအေးရှားကပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲ2ချိန်ဆက်အောင်မြင်မှုရထားတယ်အသင်းအောင်မြင်မှုကဖလားတော့မဆိုလို့ပေါ့နော်ဒါပေမဲ့ဒီကစားသမားတွေကြီးပဲပြန်လာနေတာဗျာပါရီဆက်ဆို38နှစ်မိုဒရစ်နော်ပြီးတော့တခြားတက်ကြီးကဒီကာမာရစ်တို့ဒါတွေပဲဂျဘာရီယိုလောက်ကတော့ထားတော့ပေါ့နော်ကျန်တဲ့ကစားသမားတွေလည်းအသက်ကြီးကြီးဒီပါဆာလစ်တို့ဒီပီတာဆူချစ်တို့ကောင်းပါတယ်ဒါပေမဲ့အင်တာမီလန်လည်းပဲဗျာဟိုကစားနေတာဟိုစီးရီးလည်းပဲပါဆာလစ်တို့ဆိုတော့ဆိုတော့ပေါ်တူဂီကတော်တော်ကြီးညံ့နေဗျာကျွန်တော်ကပေါ်တူဂီကိုပြိုင်ပွဲကြီးလုံးဝမစခင်တော့ဆိုကမ္ဘာဖလားအနည်းဆုံးတော့ final တက်မယ်ကံကောင်းရင်ဖလားရမယ်ကျွန်တော်အဲ့လိုမျိုးတွေးထားတာလည်းတခြားမဟုတ်ဘူးရနဒိုကြောင့်လည်းမဟုတ်ဘူးအဲ့ရာဖေးလီယောင်ကြောင့်လည်းမဟုတ်ဘူး PSG ကကွင်းလည်း3ယောက်ဗျာနော်ဟိုဗီတင်ညာရဲ့ဂျာအိုနေဗက်စ်ရဲ့ပြီးတော့ဒီနူနိုမန်ဒက်စ်ရဲ့အဲ့3ယောက်နဲ့သိတယ်အရင်တည်းကလည်းဒီပေါ်တူဂီကဖီကိုတို့ဒေဂိုတို့စူပါစတာတွေအများကြီးပဲဒါပေမဲ့တကယ်ပြိုင်ပွဲတွေရောက်ပြီဆိုသူတို့အချင်းချင်းဟို chemistry တစ်ခုမရှိတော့ဘူးဟိုသိရမလားဟိုမညီညွတ်တော့ဘူးကစားကွက်မပေါ်ဘူးတယောက်ချင်းတွေကိုအားကိုးရတယ်ဆိုတဲ့အနေအထားမျိုးရှိတယ်ဒါအဲ့ဒါကိုလည်းသိတယ်ဟို Bruno Fernandes နဲ့ Bernardo Silva တယောက်ချင်းအရန်ကောင်းတယ်ဒီပေါ်တူဂီမှာအတွဲမိချင်မှမိမယ်ဆိုတာလည်းသိတယ်ဒါပေမဲ့ဟို PSG က3ယောက်ဗျာအဲ့3ယောက်တော့3ယောက်အချင်းချင်း PSG ကလို့အနေအထားမျိုးလေးပြနိုင်ပါရဲ့ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ဟိုမှန်းခဲ့တာပေါ့နော်ပေါ်တူဂီကဘာဖလားရနိုင်တယ်ဘာပြောရနဒိုအရန်မဲ့နေကနေကသူကကစားအချိန်တန်သူဖလားမြောက်အောင်ဗျာအသင်ကောင်းတော့တကယ်ကြတော့မာဒီနက်စ်ကအဲ့ PSG က3ယောက်ကိုတော့ဟိုဘယ်လိုပြောရမလဲတခြားအသင်း3သင်းကတယောက်စီလာတဲ့ပုံစံမျိုးဗျာအဲ့ဟိုနူမန်ဒက်ကတသင်းကကလပ်တသင်းကဂျာအိုနေဘက်ကကလပ်အသင်းတသင်းကဗီတင်ညာကကလပ်အသင်းတသင်းကအဲ့လိုပုံစံပေါက်အောင်လုပ်ထားတယ်ဟိုသူတို့3ယောက်ချင်းချင်းကိုအဆင်မပြေဘူးဂျာအိုနေဗက်စ်နဲ့ဗီတင်ညာဟိုရံများဖြစ်ထားသလားအဲ့လိုလည်းထင်ရတယ်ဆိုတော့ပေါ်တူဂီရဲ့ကိစ္စကတော်တော်ကြီးတယ်နီးပြပိုင်းရှူတောင်းအရာဆိုရင်ဗျာကျွန်တော်တို့ဒီပွဲမှာကမိုဒရစ်ပါပဲပေါ့နော်မိုဒရစ်ရဲ့လက်သက်ဆိုပြီးတင်စားကြတဲ့
တော်တော်များတင်သားကြမှာထင်တယ်ဗီဒင်းညာကွာတယ်ဗျဗီဒင်းညာကောင်းတယ်ဆိုတာ system တစ်ခုရဲ့အောက်မှာကောင်းတာသူကလည်း system ကိုအကူအညီပေးတယ် system လည်းသူ့ရဲ့အကူအညီကိုယူတယ်သူကိုယ်တိုင်လည်း system အကူအညီကိုရတယ်ဆိုတော့ပုံစံမျိုးဗျာဆိုတော့ तू ကဥဆောင်နေဆိုရင်ပြန်တဲ့ကစားသမားဒန်ဘီလီတို့ဒူဝေတို့ဘာကိုလာတို့၃ယောက်လုံးကဟိုလှက်ပတ်ပြီးတော့ဒီဗီဒင်းညာရှိကဘောလုံးတွေလာပြီးတော့လာမေးနေတာပေးမလားလာမေးတာပေါ့ဗျာဘောလုံးမှာလာမေးရဆိုတော့ဟိုဘောလုံးအတောင်းပြတယ်ပြောတာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးကစားနေတာ PSG မှာကပြီးတော့တကယ် sustain rotation ဗျာRoman 3ယောက်တိုက်စစ်မှု3ယောက်လုံး Roman ဒူဝေညာချမ်းပွဲထွက်လဲဘယ်ချမ်းရောက် Chris Kelly ကဘယ်ချမ်းပွဲထွက်လဲညာချမ်းရောက် Dembele Force 9ကနမဆက်ရိုးဖြစ်ရင်လည်းဖြစ်မယ်ညာချမ်းရောက်ရင်လည်းရောက်မယ်ဆိုတော့ Vitinha ဘောလုံးတွေရှောက်ဆွဲတယ်သူဆွဲလိုက်တဲ့ degree angle တစ်ခုတိုင်းမှာလာတောင်းနေတဲ့ player တွေရှိတယ်လှုပ်ပြီးတောင်းတယ်တသင်းလုံးကဆိုတော့ central progression ဖြစ်တယ်ဗျာVitinha က center back 2ယောက်ကြားထဲဝင်သွားမယ်João Neves က Nuno Mendes နေရာကိုလာမယ် Nuno Mendes ကဟိုတိုက်စစ်လိုင်းကိုတက်မယ်ဒါမှမဟုတ် João Neves က Hakimi ရဲ့နေရာကိုလာမယ် Hakimi ကဟိုတောင်ပန်ကစားသမားဖြစ်မယ်အဲ့နမဆက်ရိုးဘသူဖြစ်သွားလဲဆိုတပယ်စစ်အနေနဲ့ Fabian Ruiz နဲ့ Dembele နဲ့ဖြစ်မယ်ဟိုတောင်ပန်ကစားသမား2ယောက်ကအရှိမညာနဲ့ဘယ်နဲ့ပြောင်းပြီးရိန်းထိုးကစား cross run တွေလုပ် diagonal run တွေလုပ်အဲ့လိုပုံစံမျိုးကြီးကစားတာဒီပေါ်တူဂီက Martinez ကစားနေတာအဲ့လိုမဟုတ်ဘူးဆိုတော့Vitinha João Neves Nuno Mendes မှာရှိနေတဲ့ဂုံတက်တီကဒီပေါ်တူဂီမှာရမနေဘူးဗျာဟိုတော်တော်ဆိုးတဲ့ကိစ္စပေါ့နော်ဟို PSG လိုကြီးလိုက်ကစားခိုင်းမှရလို့လည်းမဟုတ်ဘူးဒါပေမဲ့ဒီလိုကစားသမား3ယောက်ရှိနေတဲ့3ယောက်ဒါအောင်ညာ Nuno Mendes ကိုဖယ်လိုက်ဒီ2ယောက်ကိုတည်ပြီးတော့ဒီ system ပေါ်ရတာဘာများခက်နေလဲပေါ့နော်ဟိုမှာ Force 9လေး Dembele ကစားတာဒီမှာ Ronaldo မဆိုင်ဘူးဗျ Ronaldo ကိုယ်တိုင်လည်းပေါက်ဆွဲမှနေတာမဟုတ်ဘူးဟိုတကယ်တမ်းကြတော့ဗျာနော် Ronaldo ကိုယ်တိုင်ဆင်းလာတယ် box present ရော့နေတဲ့ဟာကိုBruno Fernandes ကတက်ပြီးတော့ထောက်တယ်ဒါကြီးဗျာဘာမှမထူးတဲ့ကိစ္စကြီးပေါ့နော်ဟိုပြောရရင်ဆိုတော့ Bruno Fernandes ဆင်းပြီးတော့ Vitinha ရှိရဘောလုံးတွေလက်ခံ Bruno Fernandes ကနံပါတ်8 row 8 hybrid set ပေါ့နော်အဲ့ row ဖြစ်မယ်နော်ဒီ Ronaldo ကမိကုတ်ဆက်ဝိုင်းထိတ်ဆုံး14လောက်ကိုဆင်းပြီးတော့ draw မယ်နော် Neto တို့ Rafinha တို့အထဲကိုတိုးဒါမျိုးလဲသွားလို့ရတယ်ဗျာသူသုံးထားတဲ့ full back တွေနော် Nuno Mendes တို့Cancelo တို့အကုန်အဲ့လိုလဲသူအဲ့ဒါကိုမတိဆောက်နိုင်ဘဲနဲ့ Vitinha João Neves ရှိနေပါလျက်နဲ့နောက်ဆုံး Bernardo Silva အရန်ကုန်မှာရှိနေပါလျက်နဲ့ V ပုံစံသွားတာဗျာဟိုသိလားဟို central progression မသွားဘူးVitinha က center back 2ယောက်တည်းကိုဝယ်မယ်အဲ့ဒီတောင်မန်တွေကိုဖြတ်မယ်တောင်မန်တွေကဖြတ်တယ်ဘောလုံးဖြတ်တယ်ဘောတွေ quality ကောင်းပါတယ်ဟိုအထဲမှာလဲ box ထဲမှာလဲတင်ချာနီးရတော့လူဘိုတယောက်အောက်နံပါတ်တယောက်ရှိမနေဘူးပေါ့နော်ရှိလိုက်ရင်လဲဝင်လည်းကိုမယ်ဗျာနောက်တစ်ယောက်ဝင်လာမယ်နော် Ronaldo +1 ပေါ့ João Neves ဖြစ်ဖြစ် late run နဲ့ဟို Nico O'Reilly လေးလို့ပေါ့လေနော် Nuno Mendes ကဝင်သွားတာဖြစ်ဖြစ်ဒါမှမဟုတ် Bruno Fernandes ကိုယ်တိုင်ခေါင်းတိုက်မယ်ဆိုတာမျိုးဖြစ်ဖြစ်ဟုတ်ပြီ box ထဲမှာလူဘိုကဖြတ်တယ်မော900အဲ့ဒါလဲ Vitinha ရဲ့ contact တိမပေါ့နော်ဆိုတော့ကျွန်တော်တို့မှန်းထားတဲ့ပေါ်တူဂီကဒါမျိုး PSG ကွင်းလေအထိုင်နဲ့တကယ်ကိုသူတို့ဝင်းရံပြီးကစားမယ်ဆိုရဟာမျိုးအခုကကြတော့ Vitinha တို့ကိုယ်တိုင်ကဟိုဘယ်လိုပြော Sporter Row ရအောင် Sporter Row ဆိုအဲ့ဘောလုံးတွေလာလက်ခံတောင်မန်ကိုထုတ်တောင်မန်နေပြီးပတ်လန်းနဲ့သွားမယ် central progression လုံးဝမလုပ်ဘူးဆိုတဲ့ပုံစံမျိုး Vitinha စီကနေပြီးတော့ Vitinha ဘောလုံးကင်နေတဲ့အချိန်မှာဘောလုံးလာတောင်းတဲ့3ယောက်ရှိရမယ် Ronaldo Force 9နော်Bruno Fernandes ကြောင်နေပဲ3ယောက်လုံးလာမတောင်းဟိုမတောင်းခိုင်းထားတာလည်းဖြစ်နိုင်တယ်နီးပြကိုယ်တိုင်Vitinha ပေးစရာ sideway pass တွေပဲရှိတယ်သူနည်းနည်းလေးကွန်ညွန့်ခြင်းတောင်ပန်ကိုဝင်းချင်းဟိုဘက်ဝင်းချင်းဒီဘက်ဝင်းချင်းဒါလေးလောက်ပဲလုပ်လို့ရတယ်အရန်ရိုးရှင်းသွားစေခြင်း Cancelo ကိုပေးလိုက် Nuno Mendes ကိုပေးလိုက်ဒါပဲပတ်လုံနေလို့ရတယ်ဘာလုပ်လို့မရအောင်တော်တော်စုပ်ပြတ်တတ်တဲ့ခြေစွမ်းပေါ့နော်Croatia ကောင်းလို့လေပါမှာပေါ့ဆိုတာမျိုးကလည်းပြောရတော့ခက်ဒီပွဲမှာ Croatia စုချစ်ရယ်ကိုပါချစ်ရယ် Modric ရယ်ဖြစ်တဲ့ဆုံးကွင်းလေ3ယောက်ကိုပွဲထုတ်တာမှန်တယ်ဒါမဲ့လွယ်လေးအဲ့ရာကိုကြော်ဖြတ်လို့ရတယ်ဒီကွင်းလေရဲ့အမြန်နှုံးရှိပြီးသားဒီတူးချင်းအမြန်နှုံးရောအဲ့နှစ်ဦးပေါင်းအမြန်နှုံးပဲထားရတော့ဟိုJoão Neves နဲ့ဟိုနဲ့ Vitinha နဲ့အဲ့ဒါကိုဒီးပြကလုံးဝမလုပ်ထားဘူးပြိတ္တတွေပြောမှန်တယ်ဗျအဲ့ဒီ Martinez ကဘယ်ဂျီယန်ရွှေအောင်မျိုးဆက်ကြီးကိုဖျက်ဆီးခဲ့ပြီးသွားပြီတကယ်ပေါ်တူဂီရဲ့ရွှေအောင်မျိုးဆက်တစ်ခုကိုသူထပ်ဖျက်ဆီးဖို့စောင့်နေတယ်ကန်လေးနည်းနည်းခေနေတာပေါ့နော်သူဖျက်ဆီးဖို့ကန်ခေနေတာပေါ့ကိုသမားကလည်း share ကောဒီယိုကော့စတာကလည်း
နောက်ဆုံးကိုရတဲ့အလုံးကလည်းအနည်းကွက်ပြန်တေချာတော့အနည်းကနောက်ထပ်ကင်မရာရှူတော့တခုကနေတော့မရိုက်ပြဘူးဗျာကျွန်တော်မြင်ရတော့ထိသလိုလိုမထိသလိုပဲဒါပထမအနည်းကွက်နဲ့ပြနေတော့မထိလိုက်သလားလို့ထားပါတော့တကယ်ထိလည်းထိမှာပေါ့နော်ကန်တော့တော်တော်ပါနေတော့ပဲမာတီနက်စ်ကဘာဆက်ဖြစ်မလဲတော့မသိဘူးဝမ်စီနဲ့ရှုံးတော့လူစား၄ယောက်လဲတယ်တော်တော်ရည်ရတာပေါ့နော်လူသား၄ယောက်လဲကိုဇာရာမိုးနဲ့ရန်ဒိုကိုအထောင်ထားလိုက်တယ်ဘရူနိုဖာနန်ဒက်စ်ကိုထုတ်ပြစ်တယ်ကွင်းနဲ့ဆက်ရှိနေတဲ့နတ်တိုကိုထုတ်ပြစ်တယ်တော်တော်ဆိုးဆိုးဆုံးဖြတ်ချက်တွေလို့ပဲပြောပါဘောနော်ပြီးတော့ Ruin Nivas 9ယောက်မြောက်ဖြစ်ဝင်လာတယ်10မိနစ်နော်အချိန်ပိုက10မိနစ်တကယ်လို့တူကြမယ်တူမဟုတ်ဘူးဗျာကွန်ဆာရာမိုးရဲ့ဂိုးမဝင်1-1နဲ့ပြီးသွားမယ်ဆို10မိနစ်ပထမပိုင်းအချိန်ပိုကလည်း4မိနစ်14မိနစ်ဆိုတော့ဟိုဘက်ကအချိန်ပို15မိနစ်2ပိုင်းနဲ့ဆို45မိနစ်3ပိုင်းကန်ရတယ်လို့ဖြစ်မှာစောကြီးပဲလူစားလဲပြတာတယ်ဟိုခရိုအေးရှားက easy ပဲဘာမှတိတ်တော့မလုပ်ပါဘူးဆိုတော့ဒီပွဲနိုင်သွားတဲ့ပေါ်တူဂီကဘာမှကြေးဥစရာမရှိပါဘူးချန်ပီယံတရီလည်းမပါဘူးနောက်ပွဲလည်းရှုံးဖို့များတယ်ပေါ့နော်ပြင်ဆင်ဖို့တော်တော်ကြီးခတ်သွားပြီလို့ကျွန်တော်တော့မြင်တယ်ဗျာပေါ်တူဂီကဒီဗီဂျင်းညာနဲ့ဂျာအိုနေဗက်ကြောင့် sorry ဂျာအိုနေဗက်ကြောင့်ကျွန်တော်တို့ကမျှော်လင့်ထားတာပေါ့နော်ဒါပေမဲ့အဲ့နှစ်ယောက်ရဲ့ဂုံသက်သီတွေကိုထုတ်ယူမသုံးဆွဲတက်တဲ့နီးပြရဲ့လက်အောက်မှာတော့ဘာမှလည်းမျောလင်းကြတာမကောင်းဘူးအဲ့လိုပဲဖြတ်တင်ဘောတွေနော်နေထိုးလို့ခေါင်းတိုက်တာလွဲသွားတယ်နေမထိုးတဲ့နေဝင်မယ်ဒါမျိုးဟာသားတွေလောက်ပဲပြောစရာရှိတယ်ဗျာပရိုဂီတိုက်ဆက်ကဆက်သားချင်းဘရူနိုဖာနန်ဒက်ထက်ဆန်ပိတ်သွင်းတဲ့ဟာလေးတွေရှိပါတယ်ရာဖီလီယာကိုကောင်းလို့ပဲဆိုကြပါတော့နော်ကျွန်တော်အစမှပြောခဲ့သလိုပဲတကယ်တော့ကောင်းလို့မဟုတ်ပြိုင်ဘက်ကဗျာအရန်လေးတဲ့အထလေးတဲ့ကစားသမားမျိုးတက်ရွယ်ရအောင်သူအဲ့တော့ဘောစားလေးထုတ်ပြီးကြော်တယ်ဆိုတော့အဲ့မှာတော့မှပလန်ကအတွင်းထဲကိုဒီကပ်ပတ်တွေချိုးထည့်ပေးတဲ့ပုံစံနော်အဲ့ဒါကြီးလည်းဘာမှအဲ့လောက်ကြီးသေသက်မရှိဘူးဒီဟိုကောင်လေးဝင်လာကိုစီစာအိုလေးဝင်လာတယ်ဘောက်စရက်ကမရှိဘူးကွန်ဆာရာမိုးကဒီဘက်ဘေးနာမှာအဲ့ကွန်စီစာအိုလေးရဲ့ခေါင်းပေါ်တော့ပေါက်တော့ရလှမ်းတင်ပေးနေတဲ့အနေထားမျိုးရသွားတဲ့ကွန်ဆာရာမိုးရဲ့ကိုကလည်းတကယ်တော့ကန်ဆန်းမဲ့နှိုက်တာပဲဗျာဒီလာစပေကြီးလွတ်နေတယ်ကိုအသင်းပေါ်တိုက်ဖို့နေရာကောင်းရှိတယ်6ခိုက်စီအခြေလေးကိုအသားလေးသူခေါင်းလေးထုတ်လိုက်ရုံလောက်လှမ်းတင်ပေးလိုက်တယ်ဆိုတာမျိုးမဟုတ်ဘူးကန်ဆန်းမဲ့နှိုက်တာပြန်ပြန်ကစားသမား3 back 1ဗျာအရှိကြီး3ယောက်နဲ့ကွန်ဆာရာမိုးစ်နဲ့နော်အဲ့နေတာမှာဒါခရိုအေးရှားခံစစ်ညံ့လို့ပဲထားပါတော့အဲ့ဒါကြောင့်ဂိုးကကန်ဆန်းမဲ့ပောက်သွားတဲ့သဘောပဲတော်တော်စိတ်ပြက်စရာကောင်းတယ်ခရိုအေးရှားအတွက်လည်းနှမျောစရာကောင်းတယ်ဗောလေဘာပဲဖြစ်ဖြစ်ဒီကမ္ဘာဖလာဒီလိုအသက်အရွယ်နဲ့မမျောလင်းကြတော့ဘူးဗျာခရိုအေးရှားကိုဒီလောက်ကြီးဒါပေမဲ့သူတို့ကန်တက်တယ်ဗျဘယ်ချိန်မှာဘာလုပ်ရမလဲဘယ်ချိန်မှာတန်ဖိုးချထားရမလဲဘယ်ချိန်ကျရင်သူတို့ခေါင်းထောင်လာမလဲအကုန်လုံးကအစီအစဉ်တကြရှိပြီးသားပေါ့နော်သူတို့ကိုပါချစ်တို့မိုဒရစ်တို့တင်နေချင်းသူတို့မိုဒရစ်ဆိုလို့မိုဒရစ်နဲ့ခုနဗီတင်ညာအရင်တော့ကျွန်တော်အဲ့လိုထောက်ခံနေသေးပါတယ်ဗောနော်မိုဒရစ်လက်သက်လေးဟုတ်တယ်အဲ့လိုဘောလုံးလေးဆွဲထွက်သွားလိုက်ပုတ်သွားလိုက်ပြေးပြီးတော့ဒီ give them go ပတ်စံ move ဒီကွက်လေးတွေဗောနော်ဒါမတူးဗျတပါချင်းကကွာတယ်မိုဒရစ်ကစပါးမှာဖြစ်ဖြစ်ရီယယ်မက်ဒရစ်မှာဖြစ်ဖြစ်ခရိုအေးရှားမှာဖြစ်ဖြစ်အဆင်ပြေတယ်ဗီတင်ညာကနည်းနည်းလေးအမေရွေးတယ်ဗျအဲ့လို system ကြီးတစ်ခု project ကြီးတစ်ခုရဲ့ကြီးမားတဲ့ခွေးသွားစိတ်ကြီးတစ်ခုတော့ဖြစ်တယ်ဗျာဗီတင်ညာအရေးမပေါလို့တော့မဟုတ်ဘူးဒါပေမဲ့အဲ့ခွေးသွားစိတ်ကြီးကတခြားအသင်းနိုင်ငံသွင်းဖြစ်ဖြစ်တခြားဝူဘာဟန်တန်ဖြစ်ဖြစ်တိတ်အစင်မပြေလှဘူးလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်အစည်းကကြောင်းဟာကီမီအရှိကိုအဲ့လိုတက်ပေးနေရမယ်သူ့အတွက်စပေးချောင်ဖို့နူနိုမန်တက်ကလောဝါနှုံကောင်းကောင်းရှိရမယ်ကြောင်း sorry ဒီဗာရန်ဇာရီ MD ရှိရမယ်သို့မဟုတ်ဖာရီယန်ရူရှိရမယ်ကြောင်းနေဗက်ရှိရမယ်ဒန်ဗီလီယာလည်းလှုပ်ပြီးတော့သူဘောလုံးရှောက်ဆွဲပြီးတဲ့နေရာတိုင်းအတွက်အန်ဂယ်ကောင်းမှာဘောလုံးလမ်းကြောင်းလာပြီးတော့တောင်းပေးနေရမယ်ပြပေးနေရမယ်ဆိုတာမျိုးမှာအဆင်ပြေမယ်လို့တော့ထင်တယ်ပေါ့နော်မိုဒရစ်အတွက်ဘာဖြစ်တကယ်ကိုဂုဏ်ယူပါတယ်သူကစားသမားဘဝမှာကျွန်တော်တို့တိုလေးမက်ဆီနော်ခင်မှာဘောလုံးဒီရောရခဲ့တဲ့ကစားသမားစိတ်တော့ပြတ်သွားမှာပဲကျွန်တော်ပြောရင်တော့ဝမ်းနေပေါ့နော်ဒီ VAR လည်းဘယ်ဖြတ်ခံလဲအသေးအံအောင်ဝေးခံပြီးတော့မှဆိုတော့မိနစ်အချိန်ပို65မိနစ်ထိလဲ1-1ကိုကဥဆောင်ကိုတောင်သွင်းထားပြန်ပေးရတဲ့ခြေပါကိုကပနဒီနဲ့ပေးရတဲ့အနေထားဗျာဆိုတော့ထိုက်တန်တဲ့အသင်ကကြံနေခဲ့တယ်32သင်အဆင့်ကနေလှည့်ပြန်လိုက်ရတယ်တိတ်မထိုက်တန်တဲ့အသင်ကတော့နောက်တစ်ပွဲအသက်ဆက်မှာနှစ်ပွဲအသက်ဆက်မလားအဲ့လိုအသက်ဆက်ဖို့တောင်ဒီကိုစတာကိုတော်တော်ကြီးထိုင်ရှိခိုးပြီးဥချနေရမယ်အနေထားမျိုးတော့မြင်နေပေါ့လေဆိုတော့ဒါကတော့ကျွန်တော်ပေါ်တူဂီ
2-1 Croatia ပွဲလေးကိုပွဲပြီးသုံးသက်ချက်ပွဲပြီးခံစားချက်ဆိုပုံမှန်ပဲเนาะနီးပြူကဘိုင်းရတော့ကျွန်တော်ခုနပြောခဲ့တဲ့အဲ့ Vitinha PSG issue Vitinha Chao Neves issue လေးကိုပဲပြောခဲ့တာပေါ့เนาะဆိုတော့ကျေးဇူးအားပေးခဲ့ကြတဲ့ press MU ပရိသတ်တွေရောက်စင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကိုsubscribe လေးတွေ share လေးတွေနဲ့ကူညီပေးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာ